Hello အားလုံးပဲမင်္ဂလာပါကျမရဲ့ channel လေးကနေကြိုဆိုပါရစေကျမဒီနေ့ပြောသွားမယ့်အကြောင်းအရာလေးကတော့နည်းနည်းတော့ထူးခြားတယ်ရှေ့မှာလည်းတစ်ခါမှမပြောဘူးတဲ့အကြောင်းအရာပါအဲ့ဒါကတော့ဒီ Hungary နိုင်ငံမှာရှေ့လထဲမှာကျင်းပမယ့်ရွေးကောက်ပွဲအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျမ Hungary ကိုရောက်တာကြာပြီ election နှစ်ကြိမ်လည်းကြုံခဲ့ဘူးတယ်ဒါပေမဲ့ဒီနှစ်2026 election ကတော့တော်တော်လေးထူးခြားတယ်ပေါ့နော်ဒီ election ပေါ်မှာမူတည်ပြီးတော့အပြောင်းလဲအများကြီးဖြစ်သွားဖို့လည်းရှိနေတယ်။ဘာတွေပြောင်းလဲသွားမလဲဆိုတာကိုဆက်မပြောခင်မှာ Hungary နိုင်ငံရဲ့ပထဝီကိုပြောရမယ်ဆိုလို့ရှိရင် Hungary က EU ရဲ့ရှန်ကန်ထဲမှာပါပြီးတော့အရှေ့ဘက်မှာ Romania, Ukraine ရှိတယ်။အနောက်ဘက်မှာ Austria နဲ့ Slovenia ရှိတယ်။တောင်ဘက်မှာတော့ Croatia နဲ့ Serbia ရှိပြီးတော့မြောက်ဘက်အရှေ့မြောက်ဘက်မှာ Slovakia နဲ့ Ukraine တို့ကဝန်းရံထားပါတယ်။ Hungary ရဲ့နောက်ခံသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်း1989ခုနှစ် post communist ပြုတ်ကွဲပြီးတဲ့နောက်မှာဒီမိုကရေစီစနစ်ကိုကူးပြောင်းလာခဲ့တယ်1990မှာ first election စတင်ခဲ့ပြီးတော့အဲ့ဒီပြောင်းလဲမှုတွေထဲမှာအရေးကြီးတဲ့အချက်ကတော့ Hungary က1999ခုနှစ်မှာ NATO အဖွဲ့ထဲဝင်ရောက်ခဲ့ပြီးတော့2004ခုနှစ်မှာ European Union အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တာပါဘာလို့ NATO အဖွဲ့ကိုအရင်ဝင်ပြီးတော့ EU ကိုနောက်မှဝင်ရောက်လာတယ်ဆိုတော့နိုင်ငံရဲ့လုံခြုံရေးအခြေအနေကိုပထမဆုံးအာရုံစိုက်ထားပြီးတော့နောက်ပိုင်းစီးပွားရေးနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် EU တွေကိုဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ Hungary မှာလက်ရှိအာဏာရပါတီက Fidesz ပါတီဖြစ်ပြီးတော့ခေါင်းဆောင်က Viktor Orban ဖြစ်ပါတယ်။သူက1998ခုနှစ်မှာစပြီးတော့ရွေးကောက်ပွဲဝင်ရောက်ခဲ့ပြီးတော့အနိုင်ရရှိခဲ့ပြီးတော့ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့2002နဲ့2006ရွေးကောက်ပွဲတွေမှာတော့အနိုင်မရရှိခဲ့ပါဘူးဒါပေမဲ့2010ကစပြီးတော့2010 2014 2018 2022 4ချိန်ဆက်တိုက်16နှစ်ပေါ့အနိုင်ရရှိခဲ့တဲ့ပါတီဖြစ်ပါတယ်လောလောဆယ်မှာလည်းအဲ့ဒီပါတီကဦးဆောင်နေတာဖြစ်ပါတယ်အဲ့ဒီပါတီကဘာလို့ဆက်တိုက်အနိုင်ရနေရလဲဆိုတော့ဒီပါတီကအရန်ကိုကြီးတယ်သူ့ကိုရှင်ပြိုင်မဲ့ပါတီလေးတွေကအရန်သေးတယ်တချို့ပါတီတွေကြတော့ပြတ်သွားတာတွေလည်းရှိရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့မှာခိုင်မာတဲ့နိုင်ငံရေးတွက်ချက်မှုနဲ့မီဒီယာထိန်းချုပ်မှုအရန်အားကောင်းလို့ပါ Fidesz ပါတီနဲ့ပတ်သက်ပြီးတော့ media channel ပေါင်း1000ကျော်ပိုင်ဆိုင်ထားပါတယ် TV channel တွေ radio တွေသတင်းစာတွေစတဲ့ media channel တွေအများကြီးကိုသူ့ရဲ့ပါတီကပိုင်ဆိုင်ထားတယ်တနည်းအားဖြင့်ပြည်သူစီကိုဓာတ်ရိုက်ရောက်နိုင်တဲ့ media တွေကိုပိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်တစ်ဖက်မှာလည်းအားကောင်းတဲ့စီးပွားရေးလုပ်ငန်းတွေလည်းအများကြီးရှိတယ်စိတ်ဝင်စားစရာကောင်းတာကတော့အခုမှရောက်တာပေါ့နော်ဒီ2026ရွေးကောက်ပွဲမှာအသစ်ပေါ်လာတဲ့ TISA ပါတီပါ TISA ကဒီဒန်နူးမြစ်လိုပဲဒုတိယအကြီးဆုံးမြစ်ရဲ့နာမည်ပါ TISA ပါတီကိုတော့မေယာပီတာကဦးဆောင်နေတာပါအသက်ကတော့45နှစ်ဖြစ်ပြီးတော့ lawyer ရှင်းနေတယောက်ဖြစ်ပါတယ်သူ့ရဲ့ပါတီကဒီနှစ်မှာအတော်လေးအားကောင်းနေပြီးတော့ဒီပါတီကြီးဖြစ်တဲ့ Fidesz ပါတီကိုရှင်နိုင်မလားဆိုတာကိုအတော်လေးရေပန်းစားနေပါတယ်။ EU နိုင်ငံတွေအကြားမှာလည်းစိတ်ဝင်စားစရာတစ်ခုဖြစ်နေပါတယ်။ဒီပါတီနှစ်ခုရဲ့မူဝါဒတွေကမတူကြပါဘူး။ Orban ရဲ့ဒီ Fidesz ပါတီရဲ့မူဝါဒကတော့ Hungary ကကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်မယ်။အခြားသော EU နိုင်ငံတွေရဲ့ influence လုပ်တာကိုမခံဘူး။ conservative social value ပေါ့နော်ဒီနိုင်ငံကိုဒီတိုင်းလေးပဲသူထိန်းသိမ်းထားမယ်အသစ်တော့ပြောင်းလဲမှုတွေစနစ်သစ်တွေကိုသူတို့မကြိုက်ကြဘူးလိန်တူလက်ထပ်တာတွေကိုလက်မခံဘူးနိုင်ငံအမျိုးသားရေးကိုကာကွယ်ရမယ်ဆိုတဲ့ပုံစံမျိုးရှိတယ်ပြီးတော့တချို့နယ်တွေဘက်မှာဆိုလို့ရှိရင်နိုင်ငံခြားသားသိမကြိုက်ဘူးပေါ့နော်ကျမတို့မြန်မာအပါအဝင်တခြားသော third country nation တွေဒီနိုင်ငံကိုအလုပ်လာလုပ်ကြတဲ့ guest worker ဒါမှမဟုတ် employee နဲ့အလုပ်လာလုပ်ကြရပေါ့နော်အဲ့လိုလာလုပ်တဲ့အခါမှာနယ်ဘက်ကလူတွေကမကြိုက်တော့ဒီអော်ကြရပေါ့နော်သူတို့ကဒီလုပ်တွေလုပ်တော့ငါတို့ကဘယ်အလုပ်ကိုလုပ်ရမှာလဲဆိုပြီးဝိုင်းပြီးអော်ကြရပေါ့နော်အစိုးရကိုပြဿနာရှာတဲ့အတွက်ကြောင့်အခုမြန်မာအပါအဝင်နိုင်ငံတွေတော်တော်များများကိုဒီ work permit တွေရော guest employee permit တွေရောပိတ်ထားတယ်၃နိုင်ငံဒီဖိလစ်ပိန်းအာမေးနီးယားဂျော်ဂျီယာ၃နိုင်ငံကလွဲပြီးတော့ work permit တွေချမထားဘူးပေါ့နော်နောက်တစ်ခုက anti migration ပါပမာဏများများနဲ့နိုင်ငံရေးခိုလှုံခွင့်တွေကိုမပေးဘူးနယ်စပ်မှာစောင့်နေတဲ့ migrant တွေရှိတယ်ဒီ migration အရန်တင်းကျပ်ထားတဲ့ protect national identity ဆိုပြီးတော့သူတို့ကပြောပါတယ်လာသမျှ migration ကိုညှင်းလွတ်တယ်ပြန်ပို့ရင်လည်းသူကညှင်းတယ်ပေါ့နော်ဒီတချို့တလေကိုပဲဒီ
exception အနေနဲ့လက်ခံတာတွေတော့ရှိရပေါ့နော်နောက်တစ်ခုက Ukraine စစ်ပွဲမှာအဓိကပါ Hungary ကအခုလက်ရှိ Orban ကဒီ Putin နဲ့အရန်ကိုတဲ့ပါတယ် EU ဘက်ကနေပြီးတော့ဒီ Ukraine ကိုထောက်ပံ့တဲ့အကူအညီကို Hungary ကနေလုံးဝဖျက်ခွင့်မပေးပါဘူးငါတို့မပါဘူးဆိုပြီးတော့နေရပေါ့နော်ဒီနိုင်ငံကလူတွေကိုလည်းငါတို့စစ်ထဲမပါဖို့ငါကာကွယ်မယ် Hungary ကိုကာကွယ်မယ်ဆိုပြီးတော့ဒီလိုမျိုးသူရဲ့ပါတီကပြောတယ်ပေါ့နော်စန့်ကျင်ဘက်ဒီမေယာပီတာရဲ့ဒီစာပါတီရဲ့မူဝါဒကတော့ anti corruption ပါအစိုးရတွေကအချင်းဖြတ်ချစားတာကိုတိုက်ဖြတ်မယ် EU နဲ့ပုံမနီးကပ်ပြီးတော့ပူးပေါင်းလှုပ်ဆောင်မယ်လို့ပြောပါတယ် EU fan ပိတ်ထားတာပြန်ပွင့်အောင်လဲလုပ်မယ်ပေါ့နော် EU fan ကို2022လောက်ကစပြီးတော့ဘတ်ဂျက်တွေချမပေးဘူးပေါ့နော်မီလီယံနဲ့ချီပြီးတော့ဘတ်ဂျက်တွေကိုထောက်ပံ့ကြေးတွေကိုမပေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့တောင်းဆိုတာကပွင့်လင်းမြင်သာမှုရှိရမယ်ဒီမီဒီယာကိုပွင့်လင်းမြင်သာတဲ့မီဒီယာရှိရမယ်ဆိုပြီးတော့အဲ့လိုမဟုတ်ရင်ငါတို့က EU fan ကိုချမပေးဘူးဆိုတော့ဒီအချက်တွေကိုသူတို့ကလိုက်မလုပ်တဲ့အတွက်ကြောင့် EU fan တချို့ကိုပိတ်ထားတာရှိရပေါ့နော်။နောက်ဒီစာပါတီရဲ့မူဝါဒကတော့အခြေခံဥပဒေတွေပွင့်လင်းမြင်သာတဲ့ budget flow တွေပညာရေး educational reform ပြန်လုပ်မယ် healthcare funding တွေပြန်ပြီးတော့သုံးသပ်မယ်အခြေခံလောကလစာတွေကိုပြန်ပြီးတော့စီစစ်မယ်ဆိုပြီးတော့ပါတီကပြောထားပါတယ်လွန်ခဲ့တဲ့ဒီတနင်္ဂနွေနေ့ March 15 ရက်နေ့ကတော့ Hungary ရဲ့ Revolution နေ့ပါအဲ့ဒီနေ့မှာဒီပါတီနှစ်ခုကမိန့်ခွန်းပြောကြားခဲ့ပါတယ်ဒီViktor Orban ကတော့ဒီပါလီမန်မှာမိန့်ခွန်းပြောကြားခဲ့ပြီးတော့ Peter ကတော့ Hero Square မှာမိန့်ခွန်းပြောကြားခဲ့ပါတယ်။ Fidesz ပါတီရဲ့ဒီ Viktor Orban ပြောတဲ့မိန့်ခွန်းကတော့ Hungary ကို Ukraine Zelensky နဲ့အချို့သော EU မန်ဘာတွေကစစ်ထဲကိုဆွဲထည့်ချင်နေကြတယ်။ဒီနိုင်ငံကိုငါကကာကွယ်ပေးမယ်ဆိုပြီးတော့မိန့်ခွန်းပြောကြားခဲ့ပါတယ်။တစ်ဖက်မှာတော့ဒီစာပါတီရဲ့မေယာဖီတာကတော့ယူကရိန်းကအဓိကမဟုတ်ဘဲနဲ့ဒီရွေးကောက်ပွဲကဟန်ဂေရီရဲ့လွတ်လပ်ရေးဖြစ်ပါတယ်ဒီလွတ်လပ်ရေးကိုပြည်ပရန်ကကာကွယ်ရမှာမဟုတ်ဘဲနဲ့အတွင်းကနေပြန်ကာကွယ်ရမယ့်အရာဖြစ်တယ်လို့မိန့်ခွန်းပြောကြားခဲ့ပါတယ်ပွဲကတော့ဒီဘူဒါပက်စ်မှာလုံးဝအမကန်လူအုပ်ကြီးနဲ့ဒီ transportation တွေပါရက်သွားတဲ့အထိကိုတော်တော်ကြီးတဲ့လူအုပ်ကြီးဖြစ်ခဲ့ပါတယ်ရွေးကောက်ပွဲအပေါ်အရေးကြီးတဲ့အချက်ကတော့မြို့နယ်နဲ့ကျေးလက်ဒေသမဲပေးမှုကွာခြားမှုပဲဖြစ်ပါတယ်ထူးခြားတာကတော့ဒီ Viktor Orban ကိုအားပေးတဲ့အဖွဲ့နဲ့မေယာပီတာကိုအားပေးတဲ့အဖွဲ့တွေကမတူကြပါဘူး Viktor Orban ကိုထောက်ခံတဲ့အဖွဲ့ကဒီချီလက်ဒေတာတွေမှာပို့ပြီးအားပေးမှုရရှိပြီးတော့အသက်ကြီးပိုင်းနဲ့နေဘက်ကထောက်ခံမှုအများကြီးရရှိတဲ့အတွက်ဒီသူ့ရဲ့မိန့်ခွန်းပြောတဲ့နေ့တွေတော်လေးများတဲ့အတွက်ဒီနေဘက်ကနေပြီးတော့ bus ကားတွေပါအစီအစဉ်ပေးရတယ်ဆိုပြီးတော့မီဒီယာတွေမှာဖော်ပြထားကြပါတယ်ဒီပီတာကိုထောက်ခံတဲ့ပရိသတ်ကတော့ဒီဘူဒပက်စ်နဲ့တက္ကသိုလ်ရှိတဲ့မြို့တွေကအားပေးမှုရရှိပြီးတော့လူငယ်ပိုင်းအားပေးမှုထောက်ခံမှုပိုများပါတယ်စဉ်းစားစရာကတော့ဒီဟန်ဂေရီမှာအသက်ကြီးပိုင်းတွေပဲကြံပြီးတော့လူငယ်ပညာတတ်တော်တော်များများကတခြားသော EU နိုင်ငံတွေမှာအလုပ်လုပ်ကြပြီးတော့ဒီအချို့လူငယ်တွေကတော့ဘူဒါပက်စ်မှာအလုပ်လုပ်ကြတယ်ပေါ့နော်ဒီအချက်က election ကိုအများကြီးကွာဟသွားစေပါတယ် older voter dominant ဖြစ်ပြီးတော့ younger and educated voter leave ပေါ့နော်ဆိုလိုတာကထောက်ခံတဲ့အုပ်စုကြီးကတော့အရင်တိုင်းပဲဒီနိုင်ငံထဲမှာကျန်နေပြီးတော့ဒီမထောက်ခံတဲ့အုပ်စုကတော့ဒီနိုင်ငံကနေထွက်သွားပြီးတော့တခြားနိုင်ငံတွေမှာရောက်နေတဲ့အတွက်ဒီသူ့ရဲ့ဒီ older voter က dominant ဖြစ်ပြီးတော့ထောက်ခံမှုတွေကနှစ်စဉ်ရရှိနေတာဖြစ်ပြီးတော့လက်ရှိအာဏာရပါတီကအခွင့်အရေးတွေပိုရနေတာဖြစ်ပါတယ်။နောက်တစ်ချက်ကမဲပေးတဲ့စနစ်ပါ။သူကနယ်မြေတစ်ခုချင်းစီအလိုက်မဲပေးပြီးတော့အနိုင်ရတဲ့သူကမဲပေးစနစ်ဖြစ်ပါတယ်။လက်ရှိ Fidesz ပါတီကဘူဒါပက်စ်မှာမဲမရပါဘူး။အများတန်းဒီ opposition ပါတီကအနိုင်ရတာများတယ်ပေါ့နော်။ဖြစ်လို့လဲဆိုတော့ပညာတတ်လူငယ်တွေလည်းများတဲ့အတွက်ကြောင့်သူ့ရဲ့ထောက်ခံမှုကနည်းပါတယ်။ဒါပေမဲ့ဒီ voting စနစ်နဲ့ဒီထိုင်ကုန်စနစ်နဲ့ရှင်လိုက်တဲ့အခါမှာဒီပါတီထဲမှာသူ့ရဲ့ voting ကဒီမဲရအရင်ကိုများတယ်ပေါ့နော်နေဘက်ကနေပြီးတော့အကုန်လုံးကိုတက်ချလို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီအဲ့လိုသတ်မှတ်ထားတဲ့အတွက်ထိုင်ကုန်ရရှိမှုစနစ်နဲ့အခုလက်ရှိအစိုးရကမဲတော်တော်များများကိုရရှိနေတာဖြစ်ပြီးတော့အာဏာရပါတီဖြစ်နေရလို့ဆိုပါတယ်ဒါပေမဲ့ဒီနှစ်မှာတစ်ဖက်ပါတီကလည်းအတော်လေးကိုအားကောင်းနေတာတွေ့ရပါတယ်နယ်ဖက်တွေထီကိုလိုက်ပြီးတော့မဲဆွဲတဲ့အချိန်ပေးပြီးတော့လုပ်တဲ့အတွက်ဒီနှစ်ရွေးကောက်ပွဲကကြီးလာတဲ့ပွဲလို့ဆိုရမယ်ပေါ့နော်
တချို့ဒီရွေးကောက်ပွဲကိုစိတ်ဝင်စားတဲ့လူငယ်တွေအထိပါသူကဒီဆွဲခေါ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီလာမဲ့ဒီ April လမှာကျင်းပမဲ့ election ကဒီကျမတို့ foreigner တွေဒါမှကဒီ EU နိုင်ငံတွေရဲ့စိတ်ဝင်စားမှုခံနေရတယ်ပေါ့နော်ဒီ election ကြောင့်အများကြီးပြောင်းလဲသွားတာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီပွဲမှာ Viktor Orban အနိုင်ရမယ်ဆိုလို့ရှိရင်လက်ရှိမူဝါဒတွေအတိုင်းဆက်လက်တည်ရှိနေပြီးတော့အမျိုးသားအခြေပြုရေးအစိုးရနဲ့ EU ရဲ့တင်းမာမှုတွေဆက်လက်ရှိနေမယ်လို့ခန့်မှန်းရပါတယ်။ Mayor Peter ရဲ့ပါတီကအနိုင်ရမယ်ဆိုလို့ရှိရင် EU နဲ့ပူးပေါင်းမှုတွေပုံမကောင်းမွန်ပြီးတော့အကျင့်ဖြတ်ချစားမှုတွေစီးပွားရေးကျန်းမာရေးပညာရေးပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်သွားမယ်လို့သုံးသပ်ကြပါတယ်။ Hungary ရဲ့ election ကလာမယ့် April 12 ရက်နေ့မှာကျင်းပမှာဖြစ်ပြီးတော့မဲရလဒ်တွေကအဲ့ဒီညကစပြီးသိရှိမှာဖြစ်ပါတယ်။အပြည့်အစုံရလဒ်ကိုတော့1ရက်ကနေ2ရက်အတွင်းသိရပါလိမ့်မယ်။ဒီရွေးကောက်ပွဲရလဒ်ကယူကရိန်းစစ်ပွဲ EU နဲ့နိုင်ငံရေးဆက်ဆံရေးတွေအပေါ်မှာတက်ရောက်နိုင်ပြီးတော့ဒီအနာဂတ် Hungary ရဲ့အာဏာစီးပွားရေးနဲ့လူမှုရေးအပြောင်းလဲတွေဖြစ်စေနိုင်တဲ့အခန်းကဏ္ဍမှာပါဝင်လာနိုင်ပါတယ်။ဒီနိုင်ငံရဲ့ရွေးကောက်ပွဲအကြောင်းအကြံဖြင့်သိစေချင်တဲ့အတွက်မျှဝေပေးခြင်းဖြစ်ပါတယ်။ကျွန်မရဲ့ဗီဒီယိုလေးကလည်းအရန်ရှည်နေပြီဖြစ်တဲ့အတွက်ဒီမှာပဲအဆုံးသတ်ပါမယ်။ကျွန်မရဲ့ channel လေးကတစုံတရာတစ်ခုခုအသည့်တစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်။ channel လေးကို like နဲ့ subscribe ပြုလုပ်ဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်။